ကဲမိတ်ဆွေများခုနှစ်ရက်သားသမီးများအားလုံးကျွန်တော်ရဲ့ရွှေတနစ်တာကံကြမ္မာဆိုတဲ့အစီအစဉ်လေးကနေပြီးတော့မင်္ဂလာပါလို့ကြိုဆိုနှုတ်ခွန်းဆက်တာလိုက်ပါတယ်ဗျာဒီကနေ့မှလည်းကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ကံမီယာနီးလေးတစ်ခုပြောပြပေးခြင်းပါတယ်အခုဒီနေ့ပြောပြမယ်နီလန်းလေးကတော့ကျွန်တော်တို့အိမ်အောင်ရှင်အမျိုးသမီးတွေအတွက်နီလန်းကောင်းလေးတစ်ခုဖြစ်ပါတယ်တခါတလေမှာအိမ်အောင်ရှင်အမျိုးသမီးတွေပေါ့အမျိုးသမီးတွေကသူတို့ရဲ့အမျိုးသားသူတို့ရဲ့ယောက်ျားသူတို့ရဲ့ခင်မွန်းတွေကနေပြီးတော့သူတို့ရှာဖွေထားတဲ့ပတ်စံတွေကိုအကုန်မအပ်ဘူးဆိုပြီးတော့ပြန်ပြောကြတယ်ပေါ့နော်တခါတလေဘေးရင်ဆရာစီတွေလာပြီးတော့အပူကတ်ကြတာရှိတယ်ဆရာကြီးကျမယောက်ျားကတော့သူရှာတဲ့ပတ်စံတွေကိုသူ့အတူတုံးနေတော့ကျမအောင်မအပ်ဘူးဆိုပြီးတော့လာပြီးတော့အကူညီတောင်းတယ်လာပြီးတော့အပူကတ်တယ်ပေါ့ဗျာအဲ့လိုမျိုးလေးတွေရှိတယ်ပေါ့နော်အဲ့ဒီလိုလေးတွေများကြုံလာခဲ့သည်ရှိတော့လောက်ရမယ်နီးလေးတစ်ခုကိုကျွန်တော်ရဲ့မိတ်ဆွေတွေကိုအခုကျွန်တော်ရဲ့မိတ်ဆွေအင်ရှင်မတွေကိုအခုပြောပြပေးလိုက်ပါတယ်လောက်ရမယ်နီးလေးကတော့ကျွန်တော်တို့ပစ္စည်းလေးတွေလိုပါတယ်တိတ်ဟိုခက်ရခက်စစ်ရှားမယ်ပစ္စည်းတွေမဟုတ်ပါဘူးဟောပကံများလေးတစ်ချက်လိုတယ်ဖျောင်းနိုင်လေးတစ်တိုင်းလိုတယ်ပိန်းနေရွက်တစ်ရွက်လိုတယ်ညောင်ရွက်တစ်ရွက်လိုပါတယ်ကျွန်တော်တို့ဖျောင်းနိုင်လေးတစ်တိုင်းမှာအဲ့ပိန်းနေရွက်နဲ့ညောင်ရွက်ကလေးကိုပူးချီလိုက်ရမှာဖြစ်ပါတယ်ပူးချီလိုက်ရမယ်ပြီးရင်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့စနွင်းလေးပေါ့စနွင်းလေးနည်းနည်းတုပ်ရမှာပေါ့နော်ဒတိုင်းလုံးကိုတုပ်เสียမလို့ပါဘူးနည်းနည်းပါစနွင်းလေးပေါ့နော်အဝါရောင်လေးဖြစ်သွားရင်ပြီးတော့အဲ့ညောင်ရွက်ရယ်ပိန်းရွက်ရယ်ပူးချီလာတဲ့ဖျောင်းနိုင်မှာစနွင်းလေးနည်းနည်းလေးတုပ်ပြီးတော့အဲ့ပကံများပေါ်မှာအဲ့ဖျောင်းနိုင်ကိုထွန်းရမှာဖြစ်ပါတယ်ဘယ်လိုထွန်းရမလဲဆိုတော့ကိုယ်အိမ်တနေရာမှာကိုယ့်ရဲ့အိမ်တနေရာမှာခုံလေးနဲ့တင်ပြီးတော့အမြင့်တနေရာပေါ့နော်ခုံလေးနဲ့တင်ပြီးတော့ထွန်းရမှာဖြစ်ပါတယ်ထွန်းတဲ့အခါမှာဒီဖျောင်းနိုင်လေးကိုဒီဘီးထွန်းလာတဲ့ဖျောင်းနိုင်လေးကိုကြည့်ပြီးတော့ကိုကပြောရမှာဖြစ်ပါတယ်နော်ငါယောက်ျားမောင်ဘဒူမောင်ဘယ်ဝါပေါ့နော်ကိုဘဒူကိုဘယ်ဝါပေါ့သူကတော့သူရှာတဲ့ပတ်စံတွေငါ့ကိုအကုန်ပြန်အပ်ပါသေးဆိုပြီးတော့ပြောရမှာဖြစ်ပါတယ်အဲ့လိုလေးပြောပြီးတော့ဖျောင်းနိုင်လေးထွန်းခြင်းအပြင်ယောက်ျားရှာတဲ့ဖွေတဲ့ပတ်စံတွေကိုအင်ရှင်မတွေအပြည့်အဝရရှိမှာဖြစ်ပါတယ်ကဲဒီနည်းလေးကိုသုံးလိုက်ကြစို့နော်ဆက်လက်ပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်တရက်စာကံကြမ္မာလမ်းညွှန်လေးကိုလည်းစနစ်တကျတွက်ချက်လို့ပေးလိုက်ပါတယ်ဒီကနေ့မှာအင်တာဗျူးကိစ္စအလုပ်ရှာနေတဲ့ကိစ္စလုပ်ငန်းအော်ဒါရှာနေတဲ့ကိစ္စပေါ့နော်လုပ်ငန်းတွေမှာအော်ဒါအပ်ဖို့ရှာနေတဲ့ကိစ္စတွေအဆင်ပြေအောင်မြင်မဲ့နေ့ဖြစ်ပါတယ်ဒီကနေ့မှာကိုမျှော်မှန်းထားတဲ့သတင်းပေါ့အဲ့သတင်းကသတင်းကောင်းဖြစ်တတ်ပါတယ်သတင်းကောင်းကြားရတတ်ပါတယ်တခုတတိထားမှာကတော့ဒီကနေ့မှာငွေကြေးကိစ္စတွေမှာကိုကအတွက်မှားပြီးတော့အရှုံးပေါ်တတ်ပါတယ်ဒီနေ့တနေ့တာကံကောင်းစီမဲ့အယောင်တွေကတော့အစိမ်းရောင်အဖြူရောင်အဝါရောင်တို့ဖြစ်ပါတယ်ဒီနေ့တနေ့တာကံကောင်းစီမဲ့ကဏ္ဍတွေကတော့၄ကဏ္ဍ၁ကဏ္ဍ6ကဏ္ဍ3ညကဏ္ဍတို့ဖြစ်ပါတယ်ဒီနေ့တနေ့တာကံပွင့်လက်ရွှင်စေဖို့အတွက်ဆိုရင်ကိုယ့်ရဲ့အိမ်ဖျားမှာစမူစာ9ခုကိုအာယုံစွန်းအဖြစ်စွန်းတော်ကတ်လှူပေးပါဗျာဒီနေ့တနေ့တာကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေအဆင်ပြေအောင်မြင်စေဖို့အောင်ဓာတ်ရစေဖို့အတွက်ဆိုရင်ကိုယ်လုပ်ငန်းတွေသွားကန်ဒီအခါမှာအဆောင်အဖြစ်နဲ့အောင်တပြေညွန်ကလေးတညွန်ဆောင်သွားပေးပါဗျာကဲကျွန်တော်ရဲ့မိတ်ဆွေများအားလုံးဒီနေ့တာလုံးကံကောင်းခြင်းများပိုင်ဆိုင်ပြီးလုပ်ငန်းဆောင်တာများအဆင်ပြေအောင်မြင်ကြပါစေ